ဗုဒ္ဓဆာယာကိုတွေ့ရမယ်ရုပ်လာတာကိုပယ်ရမယ်ဗုဒ္ဓဆာယာကိုတွေ့မှအေးမြရာသည်ရုပ်လာတာကိုပယ်မှဘေးပကွာမည်တေရီကိုလည်းမတောက်နဲ့ရေကြီးကိုလည်းမနှောက်နဲ့တေရီကိုတောက်ပါကအပေပုံတို့ကြားတတ်တယ်ရေကြီးကိုနှောက်ပါကအနေမုံတို့ထားတတ်တယ်ထင်တိုင်းလဲနှိပ်၍မဆိုနဲ့ဝင်တိုင်းလဲတိတ်၍မမျိုးနဲ့ထင်တိုင်းနှိပ်၍ဆိုရန်တွယ်တွယ်ပွားတတ်တယ်ဝင်တိုင်းသိ၍မျိုးဟာအန္တရာယ်တွယ်တွယ်များတတ်တယ်အယုတ်တရားကိုလည်းအလိုမရှိနဲ့မဟုတ်စကားကိုလည်းမဆိုပြီးနဲ့အယုတ်တရားကိုအလိုရှိကဘဂဝါဤစကားကိုပယ်ကားကြကြည်မယ်မဟုတ်စကားကိုဆိုပြီးတမာရီတရားတို့ကွယ်ပရလိမ့်မယ်အမျိုးယုတ်သူအစင်လာလင်တတိထားတကိုးနှုတ်သူထမင်းဝလင်မကြည်သားနဲ့အမျိုးယုတ်သူအစင်လာဇာကထန်တတ်တယ်တကိုးနှုတ်သူထမင်းဝမာနထန်တတ်တယ်မတော်ဘဲလဲမဝဲနဲ့မခေါ်ဘဲလဲမလဲနဲ့မတော်ဘဲနဲ့ဝဲလေကအတပြာဒနာတို့ရှုံးတတ်တယ်မခေါ်ဘဲနဲ့လဲကြီးကမကြာခဏမုံတတ်တယ်ခရီးကိုလည်းအပြင်းမသွားနဲ့မီးကိုလည်းအကျွင်းမထားနဲ့ခရီးကိုအပြင်းသွားမှားတတ်တယ်မီးကိုအကျွင်းထားပွားတတ်တယ်ဆရာပြောသမျှကိုအပီးမမာလေနဲ့အနာယောဂါကိုမကြည်ဝါစေနဲ့ဆရာပြောသမျှကိုအပီးမှာမုတ်ချမောက်တတ်တယ်အနာယောဂါကိုကြီးဝါစေကဒုက္ခရောက်တတ်တယ်စကားပြောပန်များစကားတွေကဇာတိပြ၍မာနတကွန်ထူတတ်တယ်တရားဟောပန်များတရားတွေကပါဠိရ၍ဒါနအလွန်လှူတတ်တယ်တဏှာလောကနှစ်ဝါအကျိုးပွားတိုးစေမှုအာယုံပြုလျက်ဥနုမိခေါ်ငါသူတော်လင်နာပြောဝေရာဆုံးမသာကိုတကာတကမမှတ်သားကြ၍နေညလေးချက်ကြပါလောနာယူမသားရှိစကား9ချက်လေးကျွဲကိုရှေ့ရနေသတိထားမြင်းကိုနောက်ကနေသတိထားလူကိုကြအဖက်ဖက်ကနေသတိထားတဲ့ကျွဲရရှေ့ရမြင်တဲ့အရာကိုခတ်တတ်တယ်မြင်းကနောက်မှနေတဲ့သူကိုကန်တတ်တယ်လူလေးရဲ့စိတ်နေစိတ်ထားကတော့ရှုပ်ထွေးပွေလီတဲ့သဘောရှိတာကြောင့်အဖက်ဖက်ကနေသတိထားနိုင်မှတော်ကားကြပါလိမ့်မယ်ခဲမကြောက်ခွေးမိုက်ကျွေးမကြောက်လူမိုက်ခဲနဲ့ထူတာကိုမကြောက်ဘူးဆိုရင်မိုက်မဲတဲ့ခွေးဖြစ်ပြီးအကျွေးကိုမကြောက်ဘဲကျွေးနုံနေတဲ့သူတွေကိုလည်းလူမိုက်လို့ခေါ်နိုင်တယ်ကွကျွေးယူစဉ်အားချက်စိတ်ဝင်တောင်းကျင်ရန်သူဖြစ်တတ်သည်လူလေးရဲ့သဘောကပတ်စံလိုငွေလားချေးစဉ်မှာတော့ပြုံးကရဲကနဲ့လာရောက်ချင်းကားတတ်ကြပါတယ်ဒါပေမဲ့ငွေပြန်ပေးရမယ့်အချိန်ကိုရောက်ရင်တော့ရန်သူလိုဖြစ်သွားတတ်တယ်ဒါကြောင့်ငွေကြေးချင်းကားပေးလိုက်တယ်ဆိုတာမိတ်ဆွေပြတ်တတ်တဲ့သဘောရှိတယ်ဆိုတာကိုနားလည်ထားဖို့လိုတယ်ကွသူရုပ်ရှိရာသူကောင်းမလားတူရာစုတတ်တယ်လူယုံမှာရှိတဲ့ပတ်ဝန်းကျင်ကိုသူတော်ကောင်းတို့ရှောင်ကျဉ်တတ်ကြတယ်ဒါကြောင့်လူယုံမာတို့ရဲ့နာမှာလူယုံမာတွေပဲပျော်မွေးတတ်ကြတယ်ခွေးယူးနဲ့ဖက်ကရင်ခွေးကောင်းသာနေရွက်ပြတ်တတ်တယ်လူသို့လူသွားနေရာယုံမာရိုင်းဆိုင်တတ်တဲ့သဘောရှိကြတယ်ဒါကြောင့်အဲ့ဒီလိုလူတွေနဲ့ရှင်ပြိုင်ရံပတ်ပြုမိတဲ့အခါကိုယ်သာနစ်နာတတ်တဲ့သဘောရှိတယ်ဒါကြောင့်သိုးသွားတဲ့သူတွေနဲ့ရှင်ပြိုင်ရံပတ်မပြုပဲရှောင်ကျဉ်နိုင်သမျှရှောင်ကျဉ်ရမယ်ကွရှေးထုံးလဲမပယ်နဲ့ဈေးဆုံးလဲမလွယ်နဲ့ရှေးထုံးပယ်တော့လွယ်တတ်တယ်ဈေးဆုံးလွယ်တော့မွဲတတ်တယ်ရှေးလူကြီးသူမတွေဆုံးမခဲ့တဲ့ဒလီထုံးတန်တွေကိုမလိုက်နာပဲပယ်မိရင်အလွဲချော်တွေဖြစ်တတ်တယ်ကွဒီလိုပဲအတုံးဆွဲမှာလက်ဖွာရင်လေငွေကြေးမစုဆောင်းမိပဲမွဲတတ်တယ်ဆိုတဲ့သဘောကိုဥပမာပေးဆုံးမခဲ့ကြတာပဲဥစ္စာဟူသည်မျက်လဲမျိုးပညာဟူသည်မျက်ရွှေအိုဆိုလိုတာကတော့စီးစိမ်ဥစ္စာဆိုတာမမြဲတဲ့သဘောရှိတာကြောင့်အချိန်မရွေးဆုံးရှုံးနိုင်တယ်လေပညာဆိုတာကတော့ကိုယ်နဲ့အတူအမြဲတမ်းရှိနေပြီးအခက်အခဲတွေကိုကျော်လွှားနိုင်စေဖို့အောင်မြင်မှုတွေကိုရရှိနိုင်စေဖို့အတွက်အထောက်အပံ့ပေးနိုင်တယ်ကွဒါကြောင့်ဒီလိုတန်ဖိုးကြီးလာတဲ့ရှေးလူကြီးသူမတွေရဲ့ဆိုဆုံးမစကားတွေကိုလိုက်နာကျင့်သုံးကြရမယ်နော်နာဟုမသားရှေးစကား9ချက်ငါတခါလာတော့ရွှေရဲ့တဲ့နှစ်ခါလာတော့ငွေရဲ့တဲ့ပထမတစ်ချိန်ရောက်လာတဲ့ဧည့်သည်ကိုအင်ရှင်တွေဟာအထူးတလဲနဲ့ဂယူးတစိုက်ဧဝေပြုတတ်ကြပါတယ်ဒါပေမဲ့ဒုတိယအကြိမ်ရောက်လာတဲ့အခါမှာတော့ပထမအကြိမ်လောက်ဂယူးဆိုင်မှုတွေမရှိတော့ပဲရောနေသွားတတ်ပါတယ်လူတွေရဲ့သဘောတဘာဝကတော့ပထမအဦးဆုံးတွေ့ဆုံချိန်မှာအထူးဂယူးဆိုင်တတ်ကြတယ်စိတ်ဝင်စားမှုတွေရှိတတ်ကြပေမဲ့အချိန်ချင်းတွေ့ဆုံလာတဲ့အခါမှာတော့ဂယူးဆိုင်မှုတွေစိတ်ဝင်စားမှုတွေတဖြည်းဖြည်းရောနေသွားတတ်ကြတယ်ဒါကြောင့်အိမ်တိန်ကိုမကြာလဲပတ်ပြီးဧည့်သည်လုပ်တတ်တဲ့အကျင့်ကိုတတ်နိုင်သမျှရှောင်ကျဉ်ရမယ်ကွနေပြောနောက်ကြည့်ညေပြောအောက်ကြည့်တိတ်တဆိတ်စကားပြောဆိုတိုင်ပင်ဆွေးနွေးကြတဲ့အခါမှာနေအချိန်မှာဆိုရင်ကိုယ့်ရဲ့နောက်ကျောဘက်မှာဘယ်သူမှရှိမနေကြောင်းကိုသတိပြုရမယ်
ညာအချိန်မှာဆိုရင်တော့ကိုယ့်ရဲ့အောက်ဘက်မှာဘယ်သူမှရှိမနေတဲ့အကြောင်းကိုသတိပြုသင့်တယ်လို့ဆိုလိုတာကွ။ဘာကြောင့်လဲဆိုတော့တခြားသူတွေချောင်းမြောင်းနားထောင်နေနိုင်တာကြောင့်ကိုယ့်ရဲ့လိုအပ်စကားတွေတခြားသူမသိတဲ့အကြောင်းအရာတွေကိုပြောဆိုကြရမှာလုံခြုံရေးနဲ့သတိဝရိယရှိဖို့အရေးကြီးတယ်။ဓာကောင်းကင်လျင်သွေးမြင်းကောင်းကင်လျင်ကျွေးဓာကောင်းတစ်လက်ကိုပိုင်ဆိုင်ထားပါအဲ့ဒီဓာကိုအမြဲထပ်မြနေအောင်သွေးပေးရတဲ့ကဲ့သို့မြင်းကောင်းတစ်ကောင်ပိုင်ဆိုင်ထားရဲဆိုရင်လည်းအဲ့ဒီမြင်းကိုအစာရည်သာဝအောင်ကျွေးမွေးပြုစုပေးရမယ်လေဒီလိုမလုပ်ခဲ့ဘူးဆိုရင်ဓာရဲ့ထက်မြက်မှုတွေလျော့လာမယ်မြင်းရဲ့ခွန်အားတွေဆုပ်ယုပ်လာတော့မှာပေါ့ဒါကြောင့်ကိုပိုင်ဆိုင်ထားတဲ့ပိုင်ဆိုင်မှုတစ်ခုကိုတန်ဖိုးထားထိန်းသိမ်းသင့်တယ်ကွတော်စကားကိုအိမ်ကိုမရောက်စေနဲ့အိမ်စကားကိုကျောင်းကိုမရောက်စေနဲ့မသိလျော်တဲ့နေရာမှာမသိလျော်တဲ့စကားကိုပြောဆိုမိခြင်းကြောင့်မလိုအပ်တဲ့ပြဿနာတွေကိုဖြစ်ပေါ်စေနိုင်တယ်ဥပမာပြောရမယ်ဆိုရင်တောထဲမှာလွတ်လွတ်လပ်လပ်ပုံပွင့်လင်းလင်းပြောဆိုနိုင်တဲ့စကားတွေကိုအိမ်မှာပြောဆိုမယ်ဆိုရင်မသိလျော်တဲ့အခြေအနေတွေဖြစ်နိုင်တယ်လေဒီလိုပဲအိမ်မှာမိသားစုအတွင်းပြောဆိုလေးရှိတဲ့စကားတွေကိုဘုံကြီးကျောင်းလိုနေရာမျိုးမှာပြောဆိုမိမယ်ဆိုရင်အယိုအသေးတန်တဲ့သဘောမျိုးဖြစ်စေနိုင်တယ်ကွဒါကြောင့်စကားပြောဆိုတဲ့နေရာမှာသတိပြုဆင်ခြင်ဖို့လိုတယ်နော်စံပြူစံကောင်းထောင်းမှသည်လူတို့သဘောပေါင်းမှသည်ဆန်ရဲ့အည်အသွေးကောင်းမကောင်းကိုထောင်းကြည့်မှသိနိုင်တဲ့ကဲ့သို့လူတစ်ယောက်ရဲ့စိတ်နေသဘောထားကောင်းမကောင်းကိုလည်းအတူတကွပေါင်းတင်ဆက်ဆံပြီးမှသိနိုင်ပေလိမ့်မယ်အရာဝတ္ထုနဲ့လူတို့ရဲ့သဘောတဘာဝစိတ်နေစိတ်ထားတွေကိုအပေါ်ယံကြည့်ုံနဲ့အတိအကျမသိနိုင်ဘူးလေဒါကြောင့်ဘယ်အရာမှအပေါ်ယံမကြည့်ပဲတေချာလေးလာဆန်းစစ်ကြည့်ပြီးမှသာယုံကြည်သင့်တယ်ကွချိန်လွန်သောမိုးရေမဖောင်းဟောင်လွန်းသောခွေးလူမလေးပြင်းထန်သောထစ်ချုံရွာသွန်းသောမူကတကယ်တမ်းမှာရေအများကြီးမပါဝင်တတ်သလိုပဲအလွန်ကျွံဟောင်တတ်တဲ့ခွေကိုလည်းလူတွေကအရေးမထားတတ်ကြဘူးလက်တွေ့ဘဝမှာလည်းဒီလိုပဲအပြောနဲ့အလုံးမညီပဲအပြောကြီးတဲ့သူတွေကတကယ်တမ်းမှာလှုပ်ဆောင်မှုတွေအားနေတတ်ကြတယ်ပညာလိုတော့မပြင်းနဲ့ဥစ္စာလိုတော့မတင်းနဲ့အတတ်ပညာနဲ့ဘ ഹു တုဒ္ဒတွေကိုလိုလားတဲ့ဆိုရင်ပြေးခြင်းမရှိပဲကြိုးစားထုတ်ပြီးစီးပူးလေးလာကြရမယ်ဒီလိုပဲစီးစိမ်ဥစ္စာကိုလိုလားပါလဲမောင်းပါခြင်းခတ်ထန်ခြင်းမရှိပဲနှိမ်ချဖြောင်းမတ်စွာကြိုးစားဖို့လိုတယ်ကွ